ဂျပန်နိုင်ငံရဲ့အကူအညီနဲ့တိစောက်ခဲ့တဲ့ဂျိုင်းစာသဖြင့်တရားအသစ်နဲ့အတ္တရန်တရားအသစ်ကိုမတ်လ10ရက်နေ့မှာနိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောတက်ရောက်ဖွင့်လှစ်ခဲ့ကြောင်းသိရပါတယ်။ဂျိုင်းစာသဖြင့်တရားအသစ်ကတမဏိဂျိုးဆိုင်တရားဖြစ်ပြီးတရားအရှိက2615ပေရင်သွားလန်းအကျယ်၄လန်းသွားရေလန်းကင်းလွတ်အကျယ်ပေ950နဲ့အမြင့်ပေ40ရှိကရင်တစည်းချင်း85တန်ခံနိုင်ဝင်ရှိပါတယ်။အတ္တရန်တရားအသစ်ကလည်းတမဏိဂျိုးဆိုင်ဖြစ်ပြီးတရားအရှိ1585ပေရင်သွားလက်အကျယ်၄လန်းသွားရေလန်းကင်းလွတ်အကျယ်ပေ400နဲ့အမြင့်ပေ40ရှိကရင်တစည်းချင်း85တန်ခံနိုင်ဝင်ရှိတယ်လို့သိရပါတယ်တရားတွေကိုအသုံးပြုပြီးမွန်ပြည်နယ်မော်လမြိုင်မြို့မှာတဆင့်တနိဒာရီတိုင်းဒေသကြီးတဝယ်မြို့မှာတည်ဆောက်မဲ့အထူးစီးပွားရေးဆောင်ရေနက်စိတ်ကမ်းနဲ့ရန်ကုန်မြို့ကတီလိုဝါအထူးစီးပွားရေးဆောင်တွေကိုကုန်စည်စီးဆင်းမှုတွေပုံမကောင်းမွန်မြတ်ဆန်လာမယ်လို့သိရပါတယ်။ဒါအပြင်အရှိအနောက်စီးပွားရေးစင်ကြံလမ်းပေါ်မှာရှိတဲ့ဗီယက်နမ်လာအိုထိုင်းနိုင်ငံတွေနဲ့ပါဆက်သွယ်လာနိုင်မယ်လို့သိထားရပါတယ်။တရားအသစ်20ဖြတ်တန်းသွားလာခွင့်ကိုအရင်သတ်မှတ်ချက်အတိုင်းနနက်9နာရီမှည8နာရီအထိဖြတ်တန်းသွားလာခွင့်ပြုထားပါတယ်။အရှိအနောက်စီးပွားရေးစင်ကြံလမ်းမပေါ်ကတရားသုံးစင်ဖြစ်တဲ့ကော့ကရိတ်တရားစာသဖြင့်တရားနဲ့အတ္တရန်တရားတိဆောက်ခြင်းအတွက်ဂျပန်ဂျိုက်ကထံက ODA ချင်းငွေဂျပန်ယန်33.6 ဘီလီယံရယူခဲ့ကြောင်းမူလချင်းငွေသဘောတူညီချက်အရသိရှိရကြောင်းပါခင်ဗျာ